တခါတလေကြာရင်လေကို့အရေးပြားပေါ်မှာဘာမှမတည်ပဲမီးလောင်ဖူလိုမျိုးကြီးဖြစ်ဖူးကြပါသလားပူဆက်ပူလောင်နဲ့အပူလောင်တာလည်းမဟုတ်ဘူးအဲ့ဒါဆိုဘာဖြစ်တာလဲအဲ့ဒီထူးဆန်းတဲ့အရေးပြားဖြစ်စနာရဲ့နောက်ွယ်ကတကယ်တရားခံကဘသူဖြစ်မလဲဆိုတာဒီလေးအတူတူလေ့လာကြည့်ကြအောင်ဟုတ်ပါပဲအဲ့လိုမျိုးမီးလောင်ဖုန်းနေတူတဲ့အနာတွေရွက်ချီရေပြားပေါ်မှာပေါ်လာမျိုးပေါ့တော်တော်များများလဲကြုံဖူးကြမယ်ထင်ပါတယ်ကဲဒီလိုစိတ်ညစ်စရာကောင်းတဲ့ရေပြားပြဿနာကဘာကြောင့်ဖြစ်ရတာလဲဘယ်သူလဲချက်လဲဆိုတာကိုစပ်ပြီးကြည့်လိုက်ကြအောင်ဗျဒီအပိုင်းမှာတော့အဲ့ဒီလျှို့ဝှက်စမ်းကြယ်ရေပြားပြဿနာရဲ့အဖြေကိုရှားကြပါမယ်မီးလောင်တာလည်းမဟုတ် insect ကိုက်တာလည်းမဟုတ်ဘူးဆိုရင်တကယ်တရားခံအစ်စ်ကဘာတူလဲဖော်ထုတ်လိုက်ကြရအောင်ကဲတရားခံကတော့အန်အောသွားမလားတော့မသိဘူး Rove Peter လို့ခေါ်တဲ့ insect ပိုးကောင်လေးတစ်ကောင်ပါပဲဟုတ်ပါတယ်ဒီလောက်သေးသေးလေးကဒီလောက်ပြင်းထန်တဲ့ရေပြားပြဿနာကိုဖြစ်စေတာဆိုတော့တော်တော်များများအန်အောသွားကြမယ်ထင်ပါတယ်သူကိုစေပညာအရာတော့ Pyrorus dermatitis လို့ခေါ်ပါတယ်ဆိုလိုတာကဒီ Rove Peter ပိုးကောင်ကိုအရေပြားပေါ်မှာမတော်တဆဖိမိတာတော့ပွင့်မိတာတော့ဖြစ်သွားတဲ့ခါမှာပေါ့သူခန္ဓာကိုယ်ထဲကနေအစိတ်ပြင်းတစ်မျိုးထွက်လာတယ်အဲ့ဒီအစိတ်နဲ့အရေပြားနဲ့ထီပြီးတမ်းမတ်တဲ့ဖြစ်တာရောင်ရမ်းတာပါအရေးကြီးတာကဒါဟာပိုးကိုက်တာအစိတ်ဆူးနဲ့ထိုးတာလုံးဝမဟုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ထဲကဓာတုပစ္စည်းတစ်ခုကြောင့်ဖြစ်ရတာပါကဲတရားခံကိုလည်းတီးပြီးဘယ်လိုဖြစ်တဲ့ဆိုတာကိုလည်းသဘောပေါက်ကြည့်ဆိုတော့သူ့ရဲ့အစိတ်ကဘလောက်တောင်ဆွမ်းတယ်လဲဘလို့လက္ခဏာတွေပြတ်တက်တယ်လဲဆိုတော့ကိုဆက်ကြည့်အောင်အချိန်တည်းအမျှဘလို့တွေပြောင်းလဲလာတယ်လဲဆိုတော့ကိုပါအသေးစိတ်လေးလာကြည့်ကြပါမယ်အရေးကြီးတာတစ်ခုကဒီလက္ခဏာတွေကချက်ချင်းကြီးပေါ်မလာဘူးဗျပိုးနဲ့ထီပြီးပထမ24နာရီကနေ48နာရီတည်းမှာအဲ့နေရာကစပြီးတော့နီရဲလာမယ်နည်းနည်းလေးရောင်းလာမယ်ပြီးတော့နီရ3ရက်လောက်ကြာတဲ့ခါမှာတော့အားလုံးသိကြတဲ့မီးလောင်ဖို့လို့အရေးကြီးဖို့ကြီးတွေဒီနေ့ရှားရှားပေါ်လာပါပြီအနာချက်ဖို့ကတော့လူတယောက်နဲ့တယောက်မတူပါဘူးတချို့ကတစ်ပတ်လောက်နဲ့ချက်ပြီးပဲတချို့ကတော့4ပတ်လောက်ထိကြာနေပါတယ်အဖြစ်အများဆုံးလက္ခဏာတွေကတော့ရှင်းပါတယ်အနာရဲ့အလဲတက်တဲ့မှာအရေးကြီးဖို့တစ်ခုရှိနေမယ်သူဘေးပတ်ပတ်လဲမှာတော့နီးရဲပြီးရောင်ရမ်းနေပါလိမ့်မယ်တခါတည်းမှာအဲ့နေရာကစူးခနဲ့နာကျင်တာမျိုးလည်းဖြစ်တတ်တယ်ဒါပေမဲ့လူတိုင်းတော့မဖြစ်ဘူးပေါ့လေပြီးတော့အနာပတ်ဝန်းကျင်မှာရားရံတာမျိုးလည်းရှိနိုင်ပါတယ်ဒါပေမဲ့တချို့ခြေနေလေးမှာတော့ပိုပြီးပြင်းထန်တတ်ပါတယ်ဥပမာကိုလက်ကစိတ်တွေပေးနေတာကိုမသိပဲမျိုးလုံးကိုတွားပွတ်မိရင်မျိုးလုံးပတ်ဝန်းကျင်တစ်ခုလုံးရောင်ကိုင်းလာနိုင်တယ်နောက်ပြီးတော့အနာကိုကိုမိယာကနေပိုးဝင်ပြီးပြည်ဒီနာထိပြောင်းသွားတာမျိုးလည်းရှိတယ်အထူးသဖြင့်မျိုးသားနေမှာဆိုရင်လက်ကနေတဆင်အစိတ်တွေကူးထိလင်္ကာထင်းမှာရောင်ရမ်းတာမျိုးထိဖြစ်တတ်လို့အလွန်တတိထားကိုလိုပါတယ်အနာထစ်တာကတပိုင်းဒါပေမဲ့အဲ့ဒီအနာကိုတေချာဂရုမစိုက်ဘူးဆိုရင်ဘလို့မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကြိုးတွေဖြစ်လာနိုင်လေဒါကိုတိထားမှတေချာကုထားဖို့ဘလောက်အရေးကြီးလဲဆိုတာပို့ပြီးတော့နားလည်လာမှာပါကဲနောက်ဆက်တွဲပြဿနာတွေကဘယ်လိုဖြစ်လာလဲဆိုတော့ရှင်းလေးပါအဆင့်တစ်ကရလို့ပဲဖြစ်ဖြစ်စိတ်ရှုပ်လို့ပဲဖြစ်ဖြစ်အရေးကြီးဖို့ကိုခုံမိဖောက်မိလိုက်တယ်အဲ့ဒီမှာအနာကပွင့်သွားပြီအဆင့်နှစ်အဲ့ဒီပွင့်နေတဲ့အနာတွေကိုဖုံးတို့အငြင်းကြီးတို့လက်ကပိုးမွားတို့ဝင်သွားရောအဆင့်သုံးဘာဖြစ်မလဲဆိုတော့ဘက်တီးရီးယားပိုးတွေဝင်ပြီးတော့ရောင်ရမ်းလာတဲ့ပီတီလာတဲ့ပီတီနာဖြစ်သွားပါလေရောဒါကြောင့်အနာကိုလုံးဝမခုံမိဖို့မထိမိဖို့ကအဓိကပါပဲဒီလိုနဲ့ပိုးဝင်တာတွေထိအနာရက်တာကြာသွားတဲ့အခါမှာရေရှည်မှာဘာတွေကြံခဲ့နိုင်လဲတခုကတော့အမေးရက်တွေအညိုရောင်အဆက်ပြောင်းတွေကြံခဲ့တတ်ပါတယ်နောက်တစ်ခုကတော့အနာထဲကိုပိုးဝင်တာရမ်းပြင်းထန်ခဲ့ရင်ဂျာမမို့ခဏခဏကုတ်မိလို့အရေပြားအတွင်းပိုင်းအလွှာတွေအထိပြည့်စည်သွားရင်တော့အမာရွတ်ထိအမြဲတမ်းကြံခဲ့နိုင်ပါတယ်ကဲပြဿနာတွေနောက်ဆက်တွဲဆိုးကျိုးတွေကိုသိပြီးပြီဆိုတော့ဖြည့်ရှင်ဒီအပိုင်းကိုတွားကြအောင်တကယ်လို့များဒီလိုဖြစ်လာခဲ့ရင်ဘယ်လိုကုသရမလဲအိမ်မှာအေးပေါ်ဘာတွေလုပ်လို့ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြပေးပါမယ်ဒီလိုဖြစ်လာပြီဆိုရင်လှုပ်ရှားနှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကအိမ်မှာချက်ချင်းလုပ်ရမယ်ရှေးဥဒုနာပြုစုနီးနောက်တစ်ပိုင်းကတော့ဆရာဝန်နဲ့ပြသပြီးစေကူသားမှုခံယူတာပါပထမဆုံးအိမ်မှာလုပ်ရမှာကအဲ့ဒီပိုးနဲ့ထိမိပြီးလို့တန်တရားရှိတဲ့နေရာကိုရေတက်များများနဲ့ချက်ချင်းဆေးချပစ်လိုက်ပါပြီးရင်ဘေတာတိုင်းလိုပိုတက်ဆေးတွေနဲ့တန့်စင်ပြပါရားရံတာကိုတက်တာစေဖို့ကယ်လာမိုင်းလိုရှင်းလိုမျိုးအရာပြောက်ဆေးလိမ့်ပေးလို့ရပါတယ်ဒါပေမဲ့အချင်းတွေကပိုဆိုးလာရင်ပိုးဝင်လာရင်တော့အရေးပြားဆရာဝန်နဲ့ပြသဖို့လိုပါပြီဆရာဝန်ကလွယ်ရင်ပတိစီဝဆေးတွေရောင်ရံတာကြစေတဲ့ဆေးတွေညွှန်ကြားပေးပါလိမ့်မယ်ဒီနေရာမှာအားလုံးကိုအထူးသတိပေးချင်တာတစ်ခုရှိပါတယ်အိမ်မှာကိုယ့်ဘာသာကိုကုသနေရင်နဲ့အနာကပြီးတီလာပြီးပိုပြီးနီးရဲပိုပြီးနာကျင်လာပြီဆိုရင်ဒါပိုးဝင်တဲ့လက္ခဏာပါပဲအဲ့ဒီလိုလက္ခဏာတွေတွေ့တာနဲ့ဆေးပညာရှင်ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပြသဖို့လုံးဝမမေ့ပါနဲ့ကုသနည်းတွေချက်ပေါ်ကောင်းတာကဘာလဲဟ
ဟုတ်ပါတယ်ကာကွယ်ချင်ပါပဲဒီပြဿနာကိုအစားကနေကလုံးဝမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲအကောင်ဆုံးဒီလိုင်းတွေကိုဆက်ပြီးကြည့်လိုက်ကြရအောင် ကာကွယ်ခြင်းရဲ့အဓိကတော့ချက်ကအရန်ရိုးရှင်းပါတယ် Row Peter တွေကဘာကိုကြိုက်လဲဆိုတော့ UV အလင်းရောင်ကိုအရန်ကြိုက်ကြပါတယ်ဒီအချက်လေးတစ်ချက်တော့တည်ထားတာနဲ့သူတို့ကိုဘယ်လိုရှောင်ရမလဲဆိုတာအကြံရတော့ပါပြီအထူးသဖြင့်ညအိပ်တဲ့အချိန်မှာပါကိုယ့်ကိုဘယ်လိုကာကွယ်မလဲ Number 1ဖြစ်နိုင်ရင်မီးဒီအားလုံးပိတ်ပြီးအမောင်ချအိပ်ပါ Number 2အလင်းရောင်လိုတယ်ဆိုရင်တော့ UV မပါတဲ့ညအိပ်မီးဒီအဝါရောင်လေးတွေပဲတုံးပါအလင်းရောင်ဖွေးထွက်တဲ့မီးချောင်ဖြူတွေမီးဒီဖြူတွေကိုရှောင်ပါ Number 3အသေးကြဆုံးကတော့ချင်းထောင်ထောင်ပြီးအိပ်ကြပါပဲဒါဆိုရင်တော့လုံးဝစိတ်ချရပါပြီနောက်ဆုံးအနေနဲ့အရေးကြီးသောအချက်လုံးဝမလုပ်တဲ့အရာတွေပါကိုယ့်ရေပြားပေါ်မှာပိုးခေါင်ရုံနေပြီဆိုရင်ဒေါသထွက်ပြီးပိတ်မပစ်လိုက်ပါနဲ့လုံးဝမပူပါနဲ့မဖိပါနဲ့ဘာလို့လဲဆိုအဲ့လိုလွတ်လိုက်မှသူ့ခန္ဓာကိုယ်တွေကအစိတ်တွေထော်လာပြီးပြဿနာစတော့တာပါအဲ့ဒါဘာလို့ရမလဲညင်ညင်သာသာလေးမူးထုံလိုက်ပါဒါမှမဟုတ်စကုစားလေးနဲ့ဖဲပြီးရေနဲ့ဆေးချလိုက်ပါပြဲတဲ့နေရာကိုစက်ပြာနဲ့ရေသုံးပြီးတေးသေးချာချာတန့်စင်လိုက်ပါဒါဆိုရင်အစိတ်တင်နိုင်ခြင်းအရန်ကိုနည်းသွားပါပြီ ကဲအခုဆိုရင်တော့ဒီ Rove ပြီးတော့ပိုးကောင်လေးတွေရဲ့လျှို့ဝှက်ချက်ကိုတီးသွားကြပြီပေါ့သူတို့ကြိုက်တဲ့အရာကိုတီးပြီးသူတို့ကိုဘယ်လိုရှာရမလဲဆိုတာလဲတီးပြီးဆိုတော့ညအိတ်ချိန်မှာမိအလင်းရောက်တွေကိုအရင်ကထက်ပိုပြီးသတိထားပေးသွားကြမယ်လို့မျှော်လင့်ပါတယ်